ကျွန်တော်အင်္ဂလိပ်ရုပ်ရှင်ကြည့်တဲ့အချိန်ကြားလို့ရှိရင်ပေါ့နော်တခါလေကြားလို့ရှိရင်စာကြောင်းတော့ကျွန်တော်အတိတ်ပဲကတော့ကျွန်တော်နားလဲတယ်ဒါပေမဲ့ရုပ်ရှင်မှာကျွန်တော်နားလဲတာနဲ့ဒီစာကြောင်းနဲ့သူရုပ်ရှင်မှာဖြစ်ပြနေတဲ့အရာနဲ့နည်းနည်းလွဲနေတာပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတာကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြသွားမှာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီစာကြောင်းကြည့်ကြအောင်ပေါ့နော်စာကြောင်းမှာ I didn't say he stole the money ဆိုလို့ရှိရင်ရိုးဆိုလို့ရှိရင်တော့နားလိုက်ပြီးသားပေါ့နော်သူပတ်စံယူရလို့ခိုးတယ်လို့ကျွန်တော်မပြောဘူးအဲ့ဒါကိုသူပြောတဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်အတိတ်ဘက်က9မျိုးတက်ရောက်တာပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လို Indonesian လို့ခေါ်တော့ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပထမစာကြောင်းကိုကြည့်ကြအောင်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပထမ I မှာဖိကြည့်ကြည့်မယ်ပေါ့နော် I မှာဆိုလို့ရှိရင် I didn't say he stole the money ကျွန်တော်သူပတ်စံခိုးတယ်လို့ကျွန်တော်မပြောဘူးတခြားလူပြောတာပေါ့နော်ကျွန်တော်ကမပြောဘူးအဲ့ပုံစံရောက်တော့ပေါ့နော်နောက်တစ်ခုကကျတော့didn't မှာဖိမယ်ဆိုလို့ရှိရင် I didn't say he stole the money ဆိုလို့ရှိရင်အဲ့မှာကျွန်တော်မပြောဘူးကျွန်တော်ကိုပြောတယ်လို့မဆွဆွဲနဲ့အဲ့လိုမျိုးအတိတ်ပဲရောက်တော့ဗောနော်နောက်တစ်ခုကကျတော့ say မှာတော့ဖိမယ်ဆိုလို့ရှိရင် I didn't say he stole the money အဲ့ဆိုလို့ရှိရင်ကျွန်တော်သူပတ်စံခိုးတယ်လို့ကျွန်တော်မပြောဘူးဒါပေမဲ့ကျွန်တော်အမူအရာနဲ့ပဲဒီလိုမျိုးပြရင်ပြမှာပေါ့အဲ့ပုံစံရောက်တော့ဗောနော်နောက်တစ်ခုကကျတော့ I didn't say he stole the money ဆိုလို့ရှိရင်အမှ he မှာဖိမယ်ဆိုလို့ရှိရင်သူခိုးတယ်လို့ကျွန်တော်မပြောဘူးဒါပေမဲ့တခြားလူခိုးတာအဲ့လိုမျိုးအတိတ်ပဲရောက်တော့နော်နောက်တစ်ခုကျွန်တော် stole လို့တော့ဖိမယ်ဆိုလို့ရှိရင်နော် I didn't say he stole the money ဆိုလို့ရှိရင်ကျွန်တော်သူပတ်စံခိုးတယ်လို့မပြောဘူးဒါပေမဲ့သူချင်းငားတာတို့ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းလူယူသွားတာတို့ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာတော့ဖိမှာပေါ့နော် I didn't say he stole the money ဆိုလို့ရှိရင်အဲ့ဒီပတ်စံခိုးတယ်လို့ကျွန်တော်မပြောဘူးတခြားပတ်စံခိုးရင်ခိုးမှာပေါ့အဲ့ဒီပတ်စံတော့မဟုတ်ဘူးပေါ့နော် THD ဆိုတာက article ပေါ့သူကthe phone ဆိုလို့ရှိရင်ဒီကျွန်တော်မှာဖုန်းရှိတယ်ဆိုလို့ရှိရင် the phone ဆိုလို့ရှိရင်အဲ့ဒီဖုန်းပြောတာပေါ့နော်တခြားဖုန်းနဲ့မဆိုင်တော့ the money ဆိုလို့ရှိရင်လည်းအဲ့ဒီပတ်စံသူမခိုးတာလို့ကျွန်တော်မပြောဘူးဒါပေမဲ့သူခိုးတာတခြားပတ်စံဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော် money မှာတော့ဖိမယ်ပေါ့နော် I didn't say he stole the money သူပတ်စံခိုးတယ်လို့ကျွန်တော်မပြောဘူးသူခိုးတာဖုန်းတို့ရွှေငွေတို့အဲ့ဒါဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအတိတ်ပဲရောက်တော့ပေါ့နော်အခုမြင်တဲ့အတိုင်းပဲပေါ့နော် Indonesian ကတခုလေးမြင်လိုက်တာနဲ့စကားတစ်လုံးမြင်လိုက်တာနဲ့အဲ့ဒီပဲအဲ့လိုမျိုးအများကြီးခွာတာပေါ့နော် Bye bye see you in the next video